လက်ထက်စာချုပ်ကိုစင်မြဲမော်ကွန်းတင်ချုပ်ဆိုပေးပါတော့ကြီးရတာဝန်ရှိသူများကိုလည်းအထူးပဲလှိုက်လဲစွာနဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာရပါပြီခင်ဗျာဟုတ်ကဲ့ခင်ဗျာခုစဉ်တော့မင်္ဂလာမောင်မယ်တို့ဟာဒီနေ့မင်္ဂလာဝိုင်းမှာတကယ်ကိုခန္ဓာထေဝါစွာနဲ့မင်္ဂလာဗိတ်သိက်များဆင်မြန်းခြင်းမင်္ဂလာအောင်စပယ်ဘန်းကုန်းများဆင်မြန်းသိတ္တိတင်ဆင်ချီးမြှင့်ခြင်းမင်္ဂလာအောင်လက်ထက်လက်ဆွဲကြရနာများဆင်မြန်းသိတ္တိတင်ဆင်ရင်ချီးမြှင့်ခြင်းနဲ့ကျွန်တော်တို့မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးချုပ်ဆိုခြင်းမင်္ဂလာလက်ဖွဲ့များနဲ့ဝိုင်းဝန်းပြီးတော့နော်ချီးမြှင့်ခြင်းဒီအစီအစဉ်များအတွက်ဟုတ်ကဲ့ဒါကျွန်တော်တို့အမတန်မှကိုကောင်းမွန်စွာအောင်မြင်ခြင်းကိုရောက်ရှိသွားပြီဖြစ်တယ်အခုဆိုရင်ကျွန်တော်တို့မင်္ဂလာဝီပန်းကင်ဆောင်ပြီးတဲ့သမီးငယ်လေးရှွန်းလက်ဝတီနော်ရှေ့ထွက်လိုက်ပါနဲ့အစီအစဉ်နဲ့အများများတယ်လीဟောဟုတ်ကဲ့ဒီမင်္ဂလာလက်ဖွဲ့ငွေများတော့ကိုဝေဖြိုးနဲ့မဝေဝေနှင်းတို့ကကျွန်တော်ချီးမြှင့်ပေးနိုင်မှုအတွက်စင်မြင့်ထက်ကိုကြွအောင်ပေးဖို့လေးမြတ်စွာနဲ့ဖိတ်ကြားပါတယ်ဘယ်ညာမားနေတယ်တဲ့ဘယ်ညာမားမောင်နှမရောင်ဆောင်လာဟုတ်လားဒီရတော့ပြောင်းလာအမဟိုဘက်ဟောအဲ့နာချီးမြှင့်တဲ့ပုံလေးပြတယ်โอเคဟုတ်ကဲ့ပါခဏလေးနော်မှတ်တမ်းတက်ပုံရိုက်နေကဲနာမည်ပါခြင်းတဲ့သူတွေကတော့လက်ဖွဲ့ကိုကြီးလာထည့်ကြနော်တိန်ကန်းတဲ့အောက်ဆိုရင်တော့ကြီးညာမပေးဘူး10သိန်းနဲ့အထက်ကဲတသိန်းနဲ့ကျွန်တော်ပြောလိုက်လို့တသိန်းပါတဲ့ကိုအောင်ကိုလင်းတို့နော်ကိုအောင်ကိုလင်းတို့ကလည်းမင်္ဂလာလက်ဖွဲ့နေတယ်တသိန်းဟုတ်လားโอเคတသိန်းတိတိလာရောက်ပြီးတော့လက်ဖွဲ့သွားပါလေကျွန်တော်ယူသွားလိုက်တော့မယ်နော်